လိုမတိုက်မပြောပါနဲ့ မပြောနဲ့ ဟောင်းကောင်တိတ်ခါကြားတယ် ဒါပေါ့ ဖဲဒီကုတ် အဲ့လိုဖြစ် ဘဲမှာထွက်ပြေးဘဲတဲတဲလေးတွေအုပ်ဆောင်နေဥထား မင်းညမကြက်မလေးကြတော့ သူ့လိုပဲနိုက်ကလပ်ဖို့မှာပေါ့ မနောက်နဲ့အင်္ဂလိပ်လိုတကယ်တက်လာ yes ငါအသေးချပြောမှာ yes ဘယ်နှခါရက်တယ် လေးက လေးတေချင်ဆိုမနောက်နဲ့အင်္ဂလိပ်လိုတကယ်တက်လာ ကြိုက်တာမေး အဲ့ဆိုလို့ရှိရင်ငါနည်းနည်းမေးမယ်အတန်တွက်လေးနည်းနည်းမေးမယ် ဟာကြိုက်တဲ့တန်တော့မေး အင်္ဂလိပ်လို BA ပါတန်ထွက် ဟောကလေးတော်တည်တယ်မင်း BA ဘာပေါ်ဟာမင်း BY ဘိုင် BA BY ဘတ်ပိုင် ဟဲ့ BA BY baby ခလေး ဟောရေးတဲ့ဒီစောက်ကလေးမေးနေသေးတယ် အင်္ဂလိပ်လို GO ပါတန်ထွက် ကို 80 GO 80 ကိုအတ် GO 80 go စိတ် ဟောဒီစောက်စိတ်မေးပြန်ဟော LA ပါတန်ထွက် DY LA DY လက်တန် ကာယာဟိဟဲ့ lady မိန်းခလေး ဟော sorry မိန်းကလေးနဲ့လက်တိုင်းနဲ့မာလာ လူကြီးလူငယ်လူလက်အကုန်သိတဲ့အချစ်ကြောင်းလေးမေးမယ် မေးကြိုက်တာမေး အင်္ဂလိပ်လို LO ပါတန်ထွက် အဲ့လိုလိုးပေါ်ဟာမေး လို့ဟဲ့မညစ်ပတ်နဲ့ မ နော် ညစ်ပတ်ပါဘူးအဲ့လိုမှလိုးပဲထွက်မှာပေါ့ဟာလူတိုင်းသိတယ်မင်းကပညာတတ်တယ်ကြီးပဲအဲ့လိုလိုးပဲမင်းကျင်းသေးတယ် LO လိုး VE LOVE လိုးပြီ ဟာဟဲ့ LOV လက်ကအချစ် ရှာမရှင်နဲ့အချစ်ဆိုတာလေအဲ့ကိစ္စလုံးမလို့စတင်နေတာအော်မလေးဘူးခဏရဲလာ မတေချာပြောနော်အတန်တော်လေးနည်းနည်းထပ်မေးမယ် ကြိုက်တဲ့အတန်တော့ကိုမေးဖြေပြမယ် အင်္ဂလိပ်လို BEA ရပါတန်ထွက် BE ရ B ရ DEA ရ D ရ HEA ရ H ရ LEA ရတိုးကြော်ဘာလို့ စဉ်းစားနေတာ စဉ်းစားရင်ခေါင်းကုတ် နီးစရာကောက်ရတာမင်းမ dictionary ထဲမှာမပါတာမမင်းနဲ့ကွာ ဘာပေါ့ ဟာငါကောင်တော့တိတ်ခါကြ အေး တီးရရတယ်ကွာမင်း မင်းတက်ဟာငါကောင်ရှက်ကွဲတာ ဘာပေါ့ အဲလီရဆိုတော့ငါဘာလုပ်ရမလဲ အေးတိုက် ဘာလုပ် အေးချင်းစိုးကဒါကြီးအယ်လီအေးကြီးအင်္ဂလိပ်လိုပြောမယ်ဟာငါကောင်အဖွဲတက်လာတဲ့ပိတ်သက်အထင်ကြီးအောင်မိတ်မဆက်ကသေးဘူး လာပြန်ပြီတယောက်တကယ်တက်လား တကယ်တက်တာ တကယ်တက်ရင်ပြော ဘွဲရပြီးသား ဩ ကိုရင်ဝေတုံးကတကယ်ဘွဲရပြီးသား အဲ့ဆို ဆယ်တန်းအောင်မှလူရှင်တော်လုပ်တာ ပြော Ladies and gentlemen လေးစားအပ်တော်လူကြီးမင်းများခင်ဗျာအဲ့လိုဖြစ်ရမယ် မြန်မာကော်မိုရီယန်အော်ဂျိုကာအိုက်တာ ဩဟာလူရှင်တော်တွေဖြစ်ပါတယ် They are my friend တငယ်ချင်းတွေ He is မောင်ပိုးလေး ပိုလေး တိုးကျော် yes ဝိုင်းကျော်တိုက်ကျော်everybody call him the soap out and south ball ဆော့ဟာမင်းငါ့ကိုဘယ်လိုပြောလိုက်တယ် soap out and south ball လေ မင်းဆဲတာငါ့ကို ဟာတုံးတယ်ကွာဒါဆဲတာမဟုတ်ဘူးတင်စားတာ ဘယ်လိုတင်စားတာ စောက်ဆိုတာတောင်ဘက်ရက် အေး တောင်ကိုရီးယား တောင်ကိုရီးယားကိုကိုစားပြုတယ် PALL ပေါ်ညီးငွေ ညီးငွေ တောင်ကိုရီးယားမှာညီးငွေလို့မြန်မာနိုင်ငံမှာလာပြီးတော့ လူရှင်တော်လှုပ်တဲ့ တောင်းစားတယ်တောင်းစား ဒီကြောင့်မင်းကညီကိုရှင်ငါ့ကိုလာမဖဲ့နဲ့တိုးတော့မင်းမတိုက်ရင်တိုး ဟာအင်္ဂလိပ်လိုမိတ်ဆက်ပြ တေချာမိတ်ဆက် မြန်မာလိုမပါစေရအောင် တစ်လုံးမှမပါစေ အဲ့ဒါ နဲ့ မှအင်္ဂလိပ်လိုတက်တယ်ဆိုတာသိ ပြော Ladies and gentlemen လေဒီခုံတဲ့လူတွေချက်လက်မှတ်တောက်ပါ လေးစားတော့လူကြီးမြတ်ခင်ဗျာကွာ ပြန်ပြော Ladies and gentlemen လာပြန်ပြီ lady in the gentleman he is the ဟာငါကောင်ဖွဲ့ ဩ in the illusion law မဟာရန်ကုန်ရွှေမြို့တော်ကနေရောက်ရှိ ဟာ မုံရွာရွှေမြို့တော် ဟာ in the 95ချိန်မြောက် အာ စူနာမီမြတ်စွာဘုရားပွဲတော် ဟာ in the sponsor Elan ဟာ in the မင်္ဂလိပ်တွေအဝတ်လဲကျွန်တော်ချောင်းကြည့်ရဲနေမိ ဟာထောင်ကြမယ်အင်္ဂလိပ်ရောက်မင်းမပြောတတ်ရင်နောက်ဆုံး အင်္ဂလိပ်လိုပြောတတ်တယ် ပြောတတ်ရင်ပြော ဒါပေမဲ့ငါပြောလိုက်လို့ရှိရင်ပိတ်သက်နားမလဲလို့ရှိရင်ဘာသာပြန်ပေးမဲ့လူလိုတယ်လေ ငါဘာသာပြန်ပေးမယ် မင်းတကယ်တက်လို့ တကယ်တတ်တယ် Ladies and gentlemen လာဒီကောင်ဒီ lady in the gentleman တလုံးမတက်လားမသိ အင်္ဂလိပ်လိုပြောရင်ဒီ lady in the gentleman ကစ ကြော်ပြော Ladies and gentlemen လေငါတော့ပါရိုက်မိတော့မယ် ငါဒီကစကြက်ထားတာဆိုကြော်ပြီးလည်းမပြောတတ်ဘူးကွာ အဲ့ဆိုပြော Ladies and gentlemen လေးစားတော်လူကြီးမင်းများခင်ဗျာ me and your English me and your English သူ့မေကိုအင်္ဂလိပ်ကြီးကအိုင်ထဲမှာတော့တယ် ဟေ့အောင်အင်္ဂလိပ်လိုနိုင်ငံပြောခွင့်ပြုပါ မ ကွာ င်းကောင်းကောင်းပြောရင်ငါကောင်းကောင်းပြောမယ် ကောင်းကောင်းပြောကွာ ဘာသာတေချာပြန်မင်းပြော me and your English me and your English ကျေးဇူးပြုရင်အင်္ဂလိပ်လိုနိုင်ငံပြောခွင့်ပြုပါ မြမြ is my sister မြမြ is my sister သူ့မှာမြတ်မြတ်အခုစစ်သားနဲ့ညားနေတယ် တိုင်း ကြက်ချင်ဒီကြက်ချင်ဒီ ဟေ့အောင်မြမြငါမှဖြစ်ပါလေကွာ ပြန်ပြော ဘာကောင်လည်းမသိဘူးမြမြ is my sister မြမြ is my sister မြတ်မြတ်သူ့မှာဖြစ်ပါ okay သူ့မှာအိုးကြီးကကေပုံစံကြီး မင်းပြောတာမှန်တယ်လို့ထောက်ခံတယ် အဲ့ဆိုကောင်းကောင်းပြောငါလည်းဘာသာကောင်းကောင်းပြန်ပေးမယ် လလာ is my auntie လလာ is my auntie လှလှသူမူးတော့အိုင်ထဲမှာအန်တာတီးတယ် လလာငါတော့ဖြစ်ပါလေ ကောင်းကောင်းပြော
Lala is my auntie. Lala is my auntie. လှလှသူ့တော်ဖြစ်ပါ Very good. သူ့တော်ကိုဘဲတီးရ good တယ် ကာ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  အမေကြက်တူရေးကြက်တူရေး မေးပြောတာမှန်တယ်လို့ထောက်ခံနေတာ ပြန်ပြော Papa is my wife. Papa is my wife. ပပကိုသူ white တယ် No. အဲ့ဒါလဲကြိုင်တယ် Easy. Sorry. ဒီကိစ္စအစောကြီးထားဖြစ်တယ် ဟာဘယ်ဘောက်ကထွက်ပြေးပြေးမလို့ ဘာမှမသိမပြောနဲ့ ဘာဖြစ်လို့မသိရမလဲ ဟာငါကောင်ဆိုတာလူငယ်တွေကြီးပဲ ဟုတ်တယ် ဟုတ်တယ် ခစ်ကိုလေးလာစမ်းပါ ဟုတ်တယ် ဒီခစ်မှာလူငယ်တွေကဘာလို့သဘောကျလဲဂီတကိုချစ်တယ်ဂီတကိုမျက်နှိုးတယ် အဲ့မှန်တယ်ဗျာ အဲ့တော့ဘသူ့ကိုအာယုံဆိုင်ရမလဲအဆိုတော်တွေကြည့်ရမယ် ဟုတ်တယ်ဟုတ်တယ် အဆိုတော်ထဲမှာဟိုးဆိုတော်တိတ်ကောင်းတာ ဘယ်ဆိုတော့တော့ လှအောင် အောင်လားလှောင်ကနေကောဒီမှာစိုက်ကနေနဲ့ကောင်လှောင်နဲ့အောင်ရတယ်ဗျာ အောင်လာနဲ့နောက် ဟောအေးလှ နောက်မြန်အောင်လာ အောင်လားဟိုတချင်းလေးတိတ်ကောင်းတာ ဘယ်ချင်းတော့ ငါကလာစာမီကိုတောင်းမှန်ပါတယ်ယေ အော်နွားနိုတဲ့ကိုချင်းမလျောပါနဲ့ရှင်မာလာရှိတောင်းမှန်ပါတယ်မသူသူတော့ကလားစာပြီးတောင်းမှန်သေးတာပေါ့ကွာမင်းကငါလည်းတောင်းမှန်မှာ မားတာရှင်တောင်းမှန်မှာ အလကားပြောတာအဆိုတော်ထဲမှာဟိုးဆိုတော်လဲကောင်းတယ် ဘယ်